ဒီနေ့ရဲ့အမေများနေ့ကိုတော့စနိုးကမမေအတွက်ကျမတန်ဆွမ်းဖို့ဖိုက်တာရှူအားစိန်တို့နိုင်တော့ကျဲလေးတွေနဲ့ဂါရဝပြုပြခဲ့ပါတယ်အခုတလော်လေးရာသီဥတုအရန်ပူလို့ထင်တယ်အမေကအရင်ဆိုလို့ရှင်အစားလဲကြီးမမြောက်အာဟာရလည်းမျှအောင်စားတယ်ဒါပေမဲ့အခုရပိုင်းမှာလေအစားသိမ့်မဝင်တယ်လို့ဖြစ်နေတော့စနိုးလဲစိတ်ပူလာတာနဲ့အာဟာရရှိမဲ့ဖြည့်ဆွက်စာလေးတစ်ခုခုတိုက်ချင်နေဆိုပြီးတော့လိုင်းပေါ်မှာရှာကြည့်ရင်းနဲ့ဖိုက်တာရှူအားစိန်တို့လေးကိုသွားတွေ့တယ်စနိုးတို့ပုံမှန်တောက်ဖြစ်နေတာကြတော့လေရိုးရိုးနွားနို့ရဲ့လူကြီးတွေတောက်တဲ့နွားနို့အခြေခံထုတ်ထားတဲ့ formula နို့မုန့်တွေကိုပဲတောက်ဖြစ်ခဲ့တာပေါ့နော်စိတ်နို့ကကြတော့လေလူကြီးရဲ့အတွက်အားလဲပိုရှိတယ်ပိုလဲချမ်းပါတယ်အယိုးအစ်စ်တွေအတွက်လည်းတော်တော်လေးကောင်းတယ်အားကြောင့်မလို့စိတ်နို့ကထုတ်တဲ့ brand ဆိုတော့အမေကိုလည်းတိုက်မယ်ကိုယ်တိုင်လည်းစမ်းတောက်ကြည့်မယ်ဆိုပြီးတော့ဝယ်ပစ်ခဲ့တယ်ဖိုက်တာရှူအားကစိတ်နှိုးကနေထုတ်ထားတဲ့အာဟာရပြည့်နှုံမုံဖြစ်တဲ့အပြင်မှာနယူးဇီလန်နိုင်ငံထုတ်မလို့အရေးအသွေးလဲကောင်းတယ်ရွေးချယ်စရာကလည်းဗနီလာနဲ့တဘာဝစိတ်နှိုးဆိုပြီးရတာ2မျိုးရှိတယ်ကိုကြိုက်တဲ့အရာတာကိုရွေးပြီးဝယ်တောက်လို့ရတယ်နော်ဖိုက်တာရှူအားမှာကတဘာဝစိတ်နှုတ်ပရိုတိန်းပါဝင်တဲ့အတွက်ကြောင့်မလို့အစာချေဖြတ်ရတာလွယ်ကူစေတယ်ဝမ်းကိုမှန်စေတယ်ကျန်းမာတဲ့ကြွက်သားတွေတိဆောက်ဖို့အတွက်လည်းအထောက်အကူပြုတယ်တူးစီလို့ခေါ်တဲ့ရေသွေးမြင့်အစီလဲပါဝင်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ကမကောင်းတဲ့ကိုလက်စထရောပမာဏကိုလျှော့ချပေးပြီးတော့ကျန်းမာရေးအတွက်ကိုလည်းအများကြီးအထောက်အကူပြုစေပါတယ်။အယိုးနဲ့သွားတွေကျန်းမာကြံ့ခိုင်ဖို့အတွက်ကယ်လ်ဆီယမ်နဲ့ဖော့စဖရတ်လည်းမြင့်မားစွာပါဝင်ပါတယ်။ကိုခံအားကောင်းပြီးတော့ကျန်းမာဖို့အတွက်လိုအပ်တဲ့ဗိုက်တာမင်နဲ့သတ္တုဓာတ်တွေလည်းသဘာဝအတိုင်းမြင့်မားစွာပါဝင်တဲ့အတွက်ကြောင့်မလို့ကိုခံအားကောင်းဖို့အတွက်အများကြီးအထောက်အကူပြုပါတယ်။ဆူခရုစ်တကြားလည်းမပါဝင်တဲ့အပြင်မှာလိုချီအိုင်ဖြစ်တာမလို့စီးကျုပ်သမားတွေလည်းတောက်လို့ရတယ်နော်။နိုးတောက်တာကကျန်းမာရေးအတွက်အများကြီးအထောက်အကူပြုတာမလို့ quality ကောင်းပြီးတော့အာဟာရဓာတ်ကျွဲဝါတဲ့နိုးကိုရွေးချယ်ဖို့လိုတယ်။အဲ့ဒါမှပဲစနိုးတို့ချစ်တဲ့သူတွေနဲ့အကြာကြီးတူတူရှိနေနိုင်မှာနော်။ဒါလေးကတော့စနိုးအမြဲတမ်းသုံးပြနေတဲ့ခူးလင်းကျဲလေးပေါ့နော်ဒီကျဲလေးထဲမှာကနီမက်စလိုက် 2% ပါဝင်တဲ့အတွက်ကြောင့်မလို့ကြွက်သားနာကျင်တာတွေညောင်းညကြိုက်ခဲတာတွေကိုအလျင်မြန်ဆုံးတတ်တာပြောက်ကင်းစေပါတယ်လေ့ကျင့်ခန်းလုပ်ရင်းနဲ့လည်းထိခိုက်မိလို့ရောင်ရမ်းတဲ့နေရာတွေရှိရဲဆိုလို့ရှိရင်ဒီနိုင်တော့ကျဲလေးကခူးလင်းကျဲအမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့လိန်လိုက်တာနဲ့စိတ်ငနဲ့အေးမြတဲ့ခံစားချက်လေးကိုပေးစွမ်းနိုင်တယ်အခုလိုပူတဲ့ရာသီဥတုနဲ့ဆိုလို့ရှိရင်တော့တော်တော်လေးကြိုက်တယ်ဥရောပအဆင့်မီ transdermal နည်းပညာကြောင့်လိမ့်လိုက်တာနဲ့ရေပြားတွေကိုအမြန်ဆုံးစိတ်ဝင်သွားပြီးတော့ရောင်ရမ်းနာကျင်မှုတွေကို15မိနစ်အတွင်းမှာအမြန်ဆုံးသက်သာစေပါတယ်။စနိုးတို့လိုမျိုးယောဂကျင့်တဲ့သူတွေအားကစားသမားတွေဂျင်းစောတဲ့သူတွေနဲ့လူကြီးတွေအတွက်ကတော့စောင့်ထားတဲ့ခူးလင်းကျယ်လေးနော်။နာကျင်မှုတိုင်းအတွက်အလင်းမြန်ဆုံးနဲ့အထီရောက်ဆုံးလိမ့်စီနိုင်တော့ကျဲမမေကလည်းအသက်ကြီးလာပြီမလို့ဒူးနာခါနာဖြစ်လို့ရှိရင်အမြဲတမ်းသုံးလို့ရအောင်လို့စနိုးဆောင်တာဖြစ်တဲ့နိုင်တော့ကျဲလေးနဲ့ပါကြော်ခဲ့ပါတယ်မမေများအားလုံးကျန်းမာကြပါစေရှင်